Fantastic Brown Makeup လို့ရဲ့ recipe ကိုပြောပြရင်းနဲ့ချဲရဲ့ favorite brunch ဖြစ်တဲ့ Caesar salad ကိုပြင်ဆင်သွားမှာဖြစ်ပါတယ်ပထမဆုံးချဲရိုဆလတ်အတွက်ဘိုးကြီးတစ်လုံးကနေစပြီးပြင်ဆင်ကြမယ် Beauty recipe အတွက်ကိုတော့ Revlon Luminous Protect Moisturize Primer နဲ့စပြီး prep လုပ်လိုက်ပါမယ် Main course ဖြစ်တဲ့ lettuce လိုပဲ Revlon Color Stay လောင်းဝဲ makeup ကိုသုံးမှာဖြစ်ပါတယ်ဆလတ်အတွက် sauce နဲ့ seasoning တွေသုံးတယ်လို့ပဲ Color Stay Day to Night Eyeshadow ရဲ့ Color Stay Full Time Mascara ကိုသုံးမှာဖြစ်ပါတယ်ဆလတ်ရဲ့အဆုံးသတ်မပါမဖြစ်အနေနဲ့ crusty bread လေးထည့်လိုက်မယ်ချဲရဲ့ Beauty recipe မှာတော့ Color Stay Limitless Matte Lipstick နဲ့ garnishing လုပ်ပြီးတော့ဆုံးသတ်လိုက်ပါမယ်ချဲရဲ့ favorite brunch ဖြစ်တဲ့ Caesar salad ကိုစားပြီးရင်တော့ချဲရဲ့ beauty recipe ကို step by step cooking လုပ်ကြမယ်နော် let's go ဒီ recipe မှာကစပြီး prep လုပ်တာအရေးကြီးပါတယ်ဒါမှနောက်အဆင့်လေးအဆင်ပြေချောချောမွေ့မွေ့ဖြစ်မယ်ပေါ့နော် so makeup prep အနေနဲ့ Revlon Luminous Protect Moisturize Primer ကိုသုံးမှာဖြစ်ပါတယ်သူကဒီလိုမျိုးညှစ်ဘူးလေးနဲ့လာပါတယ် texture လေးကနည်းနည်းလေးကျဲတဲ့ဘက်ကိုသွားတယ်ပန်းရောင်ဖောက်တာလေးကိုမြင်ရမှာပါသူက Cherry Skin တုံးကိုညီညီညာညာနဲ့ bright ဖြစ်သွားစေပြီးတော့တစ်ချိန်တည်းမှာ hydrate လုပ်ပေးထားတယ်ပြီးတော့ skin ကိုပါ protect လုပ်ပေးထားတာဖြစ်ပါတယ်သူ့ကို Cherry သုံးမဲ့ foundation နဲ့ရောပြီးသုံးရင်လည်းရတယ်ချဲခုလိမ့်သလိုမျိုးတလွာစီလိမ့်ရင်လည်းပဲရပါတယ် sun protection အနေနဲ့ SPF 25 ပါဝင်ပြီးတော့ squalane နဲ့ vitamin E လေးပါဝင်တဲ့အတွက်တစ်ချိန်တည်းမှာအသားကြီးကိုအဆိုတက်ရနေစေမှာဖြစ်ပါတယ် primer အနေနဲ့ makeup base အနေနဲ့လည်းအလုပ်လုပ်တာဖြစ်တဲ့အတွက်နောက်ထပ် step တွေအကုန်လုံးအတွက်အများကြီး prep လုပ်ပြီးသားဖြစ်သွားတယ်ပေါ့နော်ကြဒါဆိုချဲရို prep လုပ်ပြီးသွားပြီ main course ကိုသွားပါမယ် beauty recipe တစ်ခုမှာအဓိကမပါမဖြစ်တဲ့အရေးအကြီးဆုံးဖြစ်တဲ့ foundation အတွက်ကိုတော့ Revlon Color Stay လောင်းဝဲ makeup ကိုသုံးမှာဖြစ်ပါတယ်ချဲသုံးထားတဲ့ shade ကတော့ number 300 golden beige ဆိုတဲ့အရောင်ဖြစ်ပါတယ်ဒီ shade က warm tone ဖြစ်ပါတယ်ချဲရဲ့ warm tone ဘက်ကိုပို့သွားတဲ့အသားရည်အတွက်လုံးဝတစ်ထပ်သေးကျတဲ့ shade လို့ပြောရမယ်ဒီ Revlon ရဲ့ Color Stay လောင်းဝဲ makeup မှာက SPF 15 ပါတယ်ဒါအပြင် vitamin E လည်းပါဝင်တာဖြစ်တဲ့အတွက်ချဲရို foundation သုံးနေတဲ့တစ်ချိန်တည်းမှာ skin care effect ကိုရနေမှာဖြစ်ပါတယ်ချဲက combination oily skin အတွက်ထုတ်ထားတဲ့မျိုးစားကိုသုံးပါတယ် blend လိုက်တဲ့အခါမှာရှေ့က primer သုံးထားတာရောအခု foundation ရဲ့ skin care effect ကြောင့်မလို့ရော finish look ကလုံးဝ cakey ဖြစ်မနေပဲတင်းချောက်ချောက်ဖြစ်မနေပဲနဲ့အသားနဲ့တသားနဲ့ကတ်နေပါတယ်တဘာဝပို့ပြီးတော့အဆန်ပါတယ် coverage က medium နဲ့ high ကြားလောက်သွားပြီးတော့အစီလေးတော်တော်လေးထိန်းနိုင်ပါတယ်ချဲကြိုက်တဲ့ Caesar salad လိုပဲ lettuce တစ်ခုတည်းနဲ့မပြီးဘူးလေဟုတ်ပိုပြည့်စုံသွားအောင် sauce တို့ seasoning တို့လိုပါသေးတယ်ဆိုတော့ချဲရဲ့ recipe မှာလည်းပိုပြီးတော့ပြည့်စုံသွားအောင်ပိုလှသွားအောင်လို့ Color Stay Day to Night Eyeshadow လေးကိုသုံးပါမယ်ချဲသုံးထားတာတော့ 565 Pretty ဆိုတဲ့ shade တွေဖြစ်ပါတယ်ပန်းရောင်ဝယ် base လုပ်ထားတဲ့ဒီလိုမျိုး၄ရောင်ပါတယ်ဒီ၄ရောင်နဲ့ချဲတို့က day look ရော night look ရောနှစ်ခုပြင်လို့ရတာဖြစ်ပါတယ်ချဲသူ့နောက်ကအညွန့်လေးအတိုင်း day look ကိုအရင်စမ်းပြထားတယ်ဒီရှင်မာရောင်ဖြော့ဖြော့လေးကိုမျက်ခွန်တစ်ခုလုံးမှာတင်ပေးလိုက်တယ်ပေါ့နော် brush နဲ့သုံးလက်နဲ့သုံးရပါမယ်လက်နဲ့သုံးတာပို့ပြီးတော့ smooth ဖြစ်ပါတယ်ပြီးရင်တော့နံပါတ်2နေရာကပန်းရောင်ရှင်မာဖြော့ဖြော့လေးကိုမျက်ခွန်ရဲ့အပေါ်ပိုင်းမှာတင်ပေးလိုက်ပါမယ်ဂငယ်ပုံစံလေး blend ပြီးတော့ဘေးဘက်ကိုထုတ်ပေးလိုက်မယ်နော်နံပါတ်4နေရာ copper pink လို့အရောင်လေးကိုတော့ဒီမျက်ရည်လိုင်းတစ်လျှောက်မှာ wing လေးလိုနည်းနည်းလေးထုတ်ပေးလိုက်ပါတယ်အဲ့ဒီအရောင်လေးကိုပဲချဲရဲ့အောက်မျက်ခမ်းမှာလည်းပြန်ပြီးတော့ထည့်ပေးလိုက်ပါတယ် brush နည်းနည်းပြတာလေးကိုသုံးလိုက်ပါဒါဆိုရင်ဒါသူ့ရဲ့ day look ဖြစ်ပါတယ်night look ကို change ရင်လွယ်ပါတယ်သူ့ရဲ့နံပါတ်2နေရာမှာနံပါတ်3ပန်းရောင်နည်းနည်းလေးထင်းတဲ့အရောင်လေးကိုသုံးပေးလိုက်ရုံပါပဲမျက်ခုံအပေါ်ပိုင်းနေရာမှာပန်းရောင်အရင်လေးသုံးလိုက်တာပေါ့နော်ဒါဆိုရင် eye look လေးကပို့ပြီးတော့ထင်းလာတယ်အောက်မျက်ခမ်းတစ်လျှောက်မှာလည်းအဲ့ဒီအရောင်ကိုပဲပြန်သုံးပေးလိုက်ပါတယ်ဆိုတော့ Cherry ဒီ Color Stay Day to Night Eyeshadow palette လေးတစ်ခုတည်းနဲ့ပဲ eye makeup တစ်ခုလုံးပြည့်စုံအောင်ချိန်လို့ရသွားပါတယ်ဒီနေရာမှာ Cherry က spice လေးနည်းနည်းထည့်တဲ့အနေနဲ့ Revlon Color Stay Multi Liner လေးကိုသုံးမှာဖြစ်ပါတယ် Multi Liner ဆိုတဲ့အတိုင်းပဲ eyeliner အနေနဲ့ရော lip liner အနေနဲ့ရောကြိုက်တယ်လို့သုံးလို့ရပါတယ် liner ပန်လေးရဲ့အနောက်မှာဒီလိုမျိုး brush သေးသေးလေးလည်းပါပါတယ် liner ကိုသုံးပြီးသွားရင်တခါတည်း blend လုပ်လို့ရတာပေါ့နော်အညိုရောင်လေးဖြစ်တဲ့အတွက် eyeliner ထင်းထင်းမကြိုက်ဖ ೇನೆ ဒီလိုမျိုး look လေးကိုပို့ပြီးတော့ spice ထည့်ရုံအနေနဲ့လေးသုံးမယ်ဆိုလို့ရှိရင်အရန်လာပါတယ်အနက်ရောင်လို့ထင်းမနေဘူးသို့တော့ eye look လေးကလည်းပိုထူးခြားပြီးတော့လှသွားတာမျိုးပါ eyeliner ထင်းထင်းမကြိုက်ဘူးဆိုလို့ရှိရင်ဒီလိုအညိုရောင်လေးပြောင်းပြီးဆွဲကြည့်ပါနော် eyeshadow palette ထဲကရှင်မာရောင်လေးကိုရှယ်တော့မျက်လုံးတောင်လေးတွေမှာထည့်ပေးလိုက်ပါတယ်ဒါဆိုလို့ရှိရင်မျက်လုံးလေးပိုပြီးလက်သွားပါတယ်ဒီလိုမျိုး spice and seasoning step မှာ mascara ကိုတေချာပေါက်3ကိုသုံးပေးရပါမယ် Revlon Color Stay Full Time Mascara ကိုသုံးမှာဖြစ်ပါတယ် one layer ဒီလိုမျိုးအပေါ်ခုံးသွားတဲ့ပုံစံမျိုးလေးရှိပါတယ်မျက်တောင်တွေကိုဘေးပတ်လဲထိအကုန်လုံးဖြာထွက်နေအောင်လုပ်ပေးနိုင်တယ်အရင်ဆုံးဒီ mascara 1ရဲ့ထိပ်ဖက်လေးနဲ့မျက်တောင်လေးတွေမှာလိုက်ပြီးတော့ဒီ mascara ကို apply လိုက်လုပ်ပေးလိုက်တယ်ပေါ့နော်ပြီးမှဘေးတိုက်လေးကော့ပေးပါတယ်သူ့ရဲ့ one ပုံစံအနေထားလေးကြောင့်မလို့မျက်တောင်ဘေးဘက်ကနေပြီးဟိုးအတွင်းဘက်ထိတစ်ချောင်းချင်းတေးသေးချာချာကော့ပေးလို့ရ
ပါတယ် makeup look တစ်ခုမှာ mascara မပါရင်ပြီးပြည့်စုံမှုမရှိပါဘူး seasoning လိုပဲပေါ့နော် mascara မပါတဲ့ makeup look ကအစားမပါတဲ့ hint လိုပဲပေါ့နေမှာဖြစ်ပါတယ်တခြား recipe ကတော့ flavorful ဖြစ်သွားပြီးအပေါ်မျက်တောင်ရောအောက်မျက်တောင်ရောတခြားကော့ပေးထားတယ် waterproof soft proof ဖြစ်တဲ့ mascara ဖြစ်ပါတယ်ပြီးတော့သူ့ရဲ့ကော့နိုင်အောင်လည်းကြည့်လိုက်လမ်းပြန်နေရပဲညက်တောင်တူကိုသဘာဝဆန်ဆန်တက်ထားသလိုဖျာထွက်ပြီးကော့နေရပါကဲနောက်ဆုံးချဲရဲ့ beauty recipe ကိုအဆုံးမတက်ခင်မှာစားစရာရှိတာပြီးလက်စတက်ပြီးစားလိုက်ပါမယ်ဒါကတော့ချဲရဲ့ Revlon ရဲ့ all time favorite blusher ဖြစ်ပါတယ်ဒီ recipe မှာမပါဘူးသူကဟင်းပွဲတိုင်းမှာပါတယ်စားလို့ပဲပေါ့နော်အမြဲတမ်းပါနေကြသုံးနေကြဖြစ်ပါတယ်ချဲကဒီနေ့ပါးနီကိုပါးပေါ်ကနေပြီးတော့နှထင်ဘတ်စီထိမြင့်တက်သွားတဲ့ပုံစံပင့်တင်ပြီးတော့ချိန်ပေးထားပါတယ်ပြီးတော့နှာခေါင်းထိပ်မှာလည်းနည်းနည်းလေးချိန်ပေးလိုက်ပါတယ်ဒီ blusher palette ထဲမှာပဲပါတဲ့ highlighter လေးနဲ့ဒီနှာခေါင်းပေါ်တို့ပါးရိုးနဲ့မျက်ခုံးအောက်တွေမှာ highlighter အနေနဲ့သုံးပေးလိုက်ပါတယ်ဒါချဲ recipe ရဲ့ garnishing step တွေလို့ပြောရပါမယ်ကဲအဆုံးသက်အချောသက်အနေနဲ့Revlon Color Stay Limitless Matte Lipstick တွေက 004 Model Behavior ဆိုတဲ့အကြောင်းရဲ့ lip liner အနေနဲ့ရှေ့မှာ eyeliner အဖြစ်သုံးထားတဲ့007 Multi Liner လေးကိုပဲပြန်ပြီးတော့သုံးလိုက်ပါတယ်နှာခမ်းမှာ liner လေးသုံးပြီးသွားရင်သူ့ရဲ့ brush လေးနဲ့အတွင်းဘက်ကိုနည်းနည်းလေးပြန်သွားအောင်ဖြန့်ပေးလိုက်ပါတယ်ဒါဆိုလို့ရှိရင် line တွေက harsh ဖြစ်မနေတော့ဘူးပေါ့နော်ချက်ဒီအယောင်လေးကြိုက်လိုက်တာအရန်တော်တော်ကိုလှပါတယ်ဆွဲရတာလည်းလုံးဝ smooth ဖြစ်နေတာပေါ့နော်နှာခမ်းဒီအယောင်မှာလေပြစ်လဲအရန်လှတာချက်တစ်ချက်ဆိုးပြီးလိုက်တာနဲ့လှလွန်းလေးသဘောတွေရမ်းကြပါတယ်ဒီနှာခမ်းဒီအယောင်လေးကလေချေတို့ hot chocolate ပူပူလေးကိုတောက်လိုက်ရတယ်လို့မျိုးလုံးဝ warm ဖြစ်ပြီးတော့လှသွားတဲ့အယောင်လေးပါဒီအညိုက warm ထုံးအညိုလေးဖြစ်ပါတယ်ချဲသွားခြင်းနဲ့ look နဲ့လည်းကွက်တိဖြစ်တယ်လို့အခုလိုစောင်းရသည်နဲ့လည်း light ဖတ်တဲ့အညိုရောင်မျိုးဖြစ်ပါတယ် lip liner နဲ့တွဲပြီးဆိုးလိုက်တဲ့အခါမှာ oh chef kiss တကယ်လှတာပါကဲဒီလိုမျိုးအရန်လာတဲ့နှာခမ်းဒီအယောင်နဲ့အချောတက်လိုက်တဲ့အခါမှာတော့ချဲရဲ့ beauty recipe ကပြီးပြည့်စုံသွားပြီဖြစ်ပါတယ်ချဲလိမ့်သမျှ makeup look တွေထဲမှာဒီ makeup look ကသဘောအကျဆုံးထိတ်ဆုံးထဲမှာပါပါတယ်အပိုလုံးမရှိလုံးဝကွက်တိဖြစ်ပြီးလိုချင်တဲ့အတိုင်းတစ်ထပ်သေးကြပါတယ်ချဲကအမြဲတမ်းပန်းရောင်နဲ့အညိုရောင်ကို match လုပ်ပြီးပြင်ရတာသဘောကျတဲ့သူဖြစ်ပါတယ် main ကလေးဆန်တဲ့တစ်ချိန်ထဲမှာ classy ဖြစ်တယ်ဘိုးဖြစ်တယ်ဆိုတဲ့ look ကိုပေးနိုင်တယ်ပေါ့နော်ချဲရဲ့ festive brown makeup look ကို Revlon ရဲ့ ingredients တွေနဲ့ပေါင်းပြီးတော့ Revlon beauty recipe တစ်ခုအနေနဲ့ဖန်တီးထားတာဖြစ်ပါတယ်ချဲအနေနဲ့တော့ဒီ makeup look လေးကသဘောအကျဆုံး makeup look တွေထဲမှာလည်းပါတယ်ချဲနဲ့လည်း light ဖတ်တယ်လို့ခံစားရတယ်အဲ့တော့ယုံကြည်မှုရှိရှိနဲ့ဝန်းဝင်ကြွကြွလာလို့ရတာပေါ့နော်ဒီနေ့ချဲရဲ့ beauty recipe လေးကိုအားလုံးလည်းသဘောကျမယ်လို့မျှော်လင့်ပါတယ်ချဲကိုယ်တိုင်လည်းအများကြီးသဘောကျရတဲ့အတွက် Revlon နဲ့အတူ Dare to stay to impress with color stay bye